ကျန်းကျေစီကိုအိမ်ကဖုံးဆက်ပြီးသူ့အဖေတွေးတိုးယောဂထလာတယ်လို့ပြောတာကြောင့်သူမစိုးရိမ်ပြီးအိမ်ပြန်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျိုးရှောင်ဆုံးကလည်းစိတ်မချတာကြောင့်သူမနဲ့အတူလိုက်သွားဖို့ကမ်းလှမ်းခဲ့ပါတယ်။အိမ်ရောက်တဲ့အခါကျန်းကျေရဲ့မိထွေးကသူ့အဖေကိုဆေးဘိုးဝါခအတွက်ဆိုပြီးစူးစောင်းထားတဲ့ပြင်ဆင်လစာငွေတွေကိုအတင်းကျပ်တောင်းနေတာကိုမြင်လိုက်ရပါတယ်။ကျိုးရှောင်ဆုံးကအိမ်ထဲဝင်လာပြီးအခြေအနေကိုထိမ့်သိမ်းပေးပါတယ်။ဖခင်ဖြစ်သူကကျန်းကျေကိုငွေကြေးထောက်ပံ့ဖို့ဘဏ်ကပ်ပေးပေမဲ့မိထွေးကလူယူသွားပါတယ်။မိထွေးကကျန်းကျေဟာပညာတတ်ဖြစ်ပြီးအသက်30ကျော်နေပြီဖြစ်လို့ဖခင်ရဲ့ပင်စင်လစာကိုမမောမနေတင်ကြောင်းရွက်ပြောပါတယ်။ကျိုးရှောင်ဆုံးကမိထွေးကိုပညာသားပါပြန်လဲတုံ့ပြန်ပါတယ်။အမျိုးသမီးတစ်ယောက်ကဘလောက်အသက်ကြီးကိုမနှိမ်ချသင့်ဘူးလို့ပြောပြီးမိထွေးကိုပါရွက်ပြောလိုက်ပါတယ်။မိထွေးပါသမီးကထွက်လာပြီးကျန်းကျေတို့နေထိုင်တဲ့အရက်ဟာစင်ရဲသားရက်ကွက်ဖြစ်ပြီးလူဒန်းစားမရှိတဲ့နေရာလို့နှိမ်ချပြောဆိုပါတယ်။ဒါကိုကျန်းကျေကဒေါသထွက်ပြီးသူ့အဖေပေးတဲ့အကူအညီကိုလက်ခံလိုက်ပါတယ်။ကျိုးရှောင်ဆုံးကလည်းကျန်းကျေကိုဒီအိမ်မှာပြန်နေဖို့တိုက်တွန်းပြီးမိထွေးတို့ကိုပညာပေးလိုက်ပါတယ်။အိမ်ပြင်ရောက်တဲ့အခါကျန်းကျေဟာစောစောစီးစီးအိမ်ထောင်ပြုခဲ့တာဟာဒီလိုစုပ်ပြတ်သက်နေတဲ့အိမ်ကနေရုံထွက်ချင်လို့ဆိုတာကျိုးရှောင်ဆုံးနားလည်သွားပါတယ်။သူတို့နှစ်ဦးကြားကလွန်ခဲ့တဲ့15နှစ်ကညှင်းပယ်ခံခဲ့ရတဲ့အမတ်တရားတွေကိုပြန်ပြောရင်းကျိုးရှောင်ဆုံးကကျန်းကျေကိုကလေးတစ်ယောက်လိုမတတ်မှတ်ခဲ့ကြောင်းဖွင့်ပြောလိုက်ပါတယ်